ကျွန်တော်နာမည်ကတော့စိုင်းကျွင်ဖြစ်ပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်လွတ်တော်ဖက်ခုံမဲဆန္ဒနယ်ကပြည်နယ်လွတ်တော် FVTV မှာဝင်ရောက်ရှင်မြန်မဲ့ပြည်နယ်လွတ်တော်ပြည်နယ်လွတ်တော်ကိုယ်စားလောင်းဖြစ်ပါတယ်ဟာဆိုတော့ဒီဖက်ခုံဒေတာကလည်းပေါ့နော်ဒီခင်ကတော့မတည်ငြိမ်တဲ့အနေအထားလေးရှိခဲ့တယ်ပေါ့အခုရွေးကောက်ပွဲကျင်းပလာနိုင်တဲ့အခြေအနေလေးကိုလည်းနည်းနည်းပြောပြပေးပါဦးကျွန်တော်ဖက်ခုံမြို့နယ်ကတော့မြို့ပေါ်ရက်ကွက်9ရက်ကွက်နဲ့ကျိုးရအုပ်စု12အုပ်စုရှိပါတယ်လက်ရှိ2025ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့မဲဆန္ဒနယ်ကတော့ဒီကျွန်တော်မြို့ပေါ်9ရက်ကွက်နဲ့ကုန်းစုံကျိုးရအုပ်စုပဲဖြစ်ပါတယ်မဲယုံပေါင်းကတော့12ယုံရှိပါတယ်အဲ့ဒီထဲမှာတော့ကျွန်တော်တို့ဒီမဲယုံ12ယုံမှာကမဲပေးနိုင်တဲ့လူဦးရေက15000ကျော်ရှိပြီးတော့မြေပြည်စင်းရတကယ်အမှန်တကယ်ပေးနိုင်မဲ့မဲပေးနိုင်တဲ့လူဦးရေကတော့2800ကျော်လောက်ပဲရှိပါတယ်ကျွန်တော်တို့ဖက်ခုံမြို့နယ်ဟာလက်ရှိမတည်ငြိမ်အေးချမ်းမှုမရှိသေးတဲ့အတွက်ဒီရွေးကောက်ပွဲတွေကိုအေးချမ်းတဲ့မြို့ပေါ်9ရပ်ကွက်နဲ့ကုန်းစုံကျွော်အုပ်စုမှာပဲရွေးကောက်ပွဲကျင်းပနိုင်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီကာလအတွင်းမှာဘာလို့အနေနဲ့ဒီနယ်မြေကွင်းစင်းပြီးတော့ဒီလူလူနဲ့တွေ့ဆုံတာတွေလုပ်ခဲ့ပြီးပြီလားလုပ်တဲ့အခါမှာရောဒီလူလူရဲ့သဘောထားလေးတွေဘယ်လိုရှိရသိရတယ်ပေါ့ကျွန်တော်တို့ကဒီဖက်ခုံမြို့မှာရှိတဲ့မြို့ပေါ်9ရပ်ကွက်နဲ့ဖက်ခုံမြို့နယ်မှာရှိတဲ့ကုန်းစုံကျွော်အုပ်စုကိုကျွန်တော်တို့အထိုက်အလျောက်မြို့ပေါ်အများဖြစ်တော့မြို့ပေါ်မှာကျွန်တော်တို့ကွင်းစင်းစီအောင်နဲ့ခဲ့ပြပါပြီဖက်ခုံမြို့ပေါ်လူထုရဲ့ပြောဆိုမှုတင်ပြတဲ့အချက်လက်တွေကတော့နံပါတ်1ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ပေးဖို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်ပေးဖို့ပြီးတော့တိုင်းနယ်မြေတည်ငြိမ်အေးချမ်းတဲ့အခါမှာဒီဖက်ခုံမြို့နယ်အတွင်းမှာရှိတဲ့တိုင်းဒေသပေါင်းစုံအားလုံးတွေရဲ့လူအပ်တဲ့ပညာရေးကျန်းမာရေးလမ်းပန်းဆက်တွေရေးလူမှုရေးလုပ်ငန်းတွေကိုဒါကျွန်တော်တို့ကလူထုတွေရဲ့တင်ပြချက်ပေါ်မှာမူတည်ပြီးတော့ဦးစားပေးစီစဉ်လိုက်အထက်ဌာနဆိုင်ရာနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒါတပ်ဆွမ်းတွေလှုပ်ဆောင်ပေးမယ်လို့ကျွန်တော်ဒီလက်ရှိမဲဆန္ဒတွေကိုကျွန်တော်ပြောဆိုရှင်းထားခဲ့ပါတယ်ဗျဒီဒေသခံပြည်သူတွေရဲ့လိုအပ်ချက်နဲ့ဒီဘာလို့ဒီခိုင်မှုပါတီနေနဲ့ကဘလောက်အတိုင်းတာဒီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မယ်လို့ယုံကြည်ပါလဲပေါ့ကျွန်တော်တို့ကအခုကြီးဆက်ရှိကျွန်တော်တို့ပြည်ခံဖြိုးပါတီကနေပြီးတော့ရွေးကောက်ပွဲကြီးညာစာတမ်းမှာပါတဲ့ကတိ9ချက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကဒီလူထုတဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ကလှုပ်ဆောင်ပေးမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီကျွန်တော်တို့ဒီဖေခုံမြို့နယ်မှာကျွန်တော်တို့တခုအရေးကြီးလိုအပ်ချက်တစ်ခုကတော့ဒီဖေခုံမြို့နယ်မှာဒေသမှာထွက်ရှိတဲ့ကုန်ပစ္စည်းတွေကိုလိုအပ်တဲ့ဈေးကွက်ရအောင်နောက်တော့စေညုံတည်ငြိမ်မှန်ကန်မှုရှိအောင်ဒါကျွန်တော်တို့ဆရာဌာနအနေနဲ့ပေါင်းစပ်ညှိနှိုင်းပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ပေးဖို့အတွက်လည်းကျွန်တော်တို့ဖေခုံလူထုတွေကိုကျွန်တော်ကတိကူပြုခဲ့တာလည်းရှိပါတယ်ခင်ဗျဒီလိုဆရာဒီရွေးကောက်ပွဲကာလအတွင်းမှာဒါအစိုးရနဲ့နိုင်ငံရေးပါတီတွေကလည်းအပြုသဘောဆန်ဆန်ဆောင်ရွက်နေကြတယ်တချို့တော့မလိုလားတဲ့နောက်ဆက်ပြောကလေးတွေလည်းရှိတယ်ပေါ့အဲ့တော့မိမိမဲဆန္ဒနယ်ကပြည်သူတွေကိုဒီရွေးကောက်ပွဲကြီးမှာမဖြစ်မနေပါဝင်မဲပေးတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ညီကုန်းချုပ်လေးပြောပြပါလားဒီ2015ခုနှစ်အထွေထွေရွေးကောက်ပွဲမှာမဲဆန္ဒပြည်သူများကနေပြီးတော့မိမိရဲ့အတိစိတ်အတွေးစိတ်ကနေပြီးတော့ထွက်ပေါ်လာတဲ့အတိတရားပေါ်မှာအခြေခံမူတည်ပြီးတော့ဒီ2025ရွေးကောက်ပွဲမူတည်ကမဲပေးကြပါအဲဒီလိုလူထုရဲ့တူချစ်စီကနေပြီးတော့ဒီလိုမဲပေးနိုင်မှတန်လေလူထုတွေရဲ့လိုအပ်တဲ့လူထုတွေတောင်းတနေတဲ့ပြည်သူအစိုးရတရားတည်ပေါ်ပေါ်လာမယ်နောက်ပြီးတော့လူထုကိုယ်တိုင်ကနေပြီးတော့မဲပေးမှတန်လေဒီမိမိတို့တောင်းတနေတဲ့ပြည်သူအစိုးရတရားပေါ်ပေါ်လာမယ်အဲဒီလိုမဲပေးနိုင်မှတန်လေမိမိတို့မြို့နယ်မိမိတို့ဒေသမှာရှိတဲ့တိုင်းသားလူမျိုးစုအတွက်တောင်းနေရာမှာဗီဒီယိုထက်အားကိုးယုံကြည်တဲ့ကိုယ်စားလှယ်လောင်းတယောက်အတွက်ဖြစ်ပေါ်လာမယ်ဗီဒီယိုတွေဖေခုံမြို့နယ်မှာရှိတဲ့မဲဆန္ဒရှင်ပြည်သူအားလုံးတူချင်းတယောက်ချင်းမကြာအားလုံးမဲပေးနိုင်ဖို့အတွက်ကျွန်တော်တိုက်တွန်းလိုပါတယ်အတိအကျဖြစ်စေပြောလို့ချင်တာကတော့ဖေခုံမြို့နယ်မှာရှိတဲ့ဖေခုံမြို့နယ်မှာနေထိုင်တဲ့တိုင်းသားပြည်သူများအားလုံးတိုင်းသားလူမျိုးများအားလုံးဖေခုံမြို့နယ်ဒေသငြိမ်းချမ်းရေးအတွက်အားလုံးဝိုင်းဝန်းပြီးတော့ပူးပေါင်းဆောင်ရွက်ပြီးဖေခုံမြို့နယ်ရဲ့အကျိုးကိုအားလုံးဝိုင်းဝန်းလှုပ်ဆောင်ကြပါလို့
ဒါကျွန်တော်ဆန္ဒပြုပါတယ်